အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုပါရစေအားလုံးပဲအပေးနေကြတဲ့ AR မျိုးတွေတင်းတဲ့ FC ဂျူအောင်တို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားပါပြီပွဲပြီးသွားရင်ကျွန်တော်တို့မှာပြောစရာလေးတော့ကြံနေခဲ့မှာပါဒီဟာလေးကိုကျွန်တော်တို့ပြန်ပြီးကြည့်ပြီးသုံးသပ်ကြည့်အောင်ဗျာပွဲအစမှာ AR အသင်းကအထလေးနေတဲ့အကြောင်း FC ဂျူအောင်တင်းဖိအားပေးတော့ခံရတယ်အချိန်နဲ့ကြာလာတော့ AR အသင်းကလက်ပြန်ဖိလာနိုင်တယ်ကျွန်တော်မနေ့ကပြောခဲ့သလိုပထမပိုင်းအစမှာသူတို့ကအကဲဆန်းတဲ့ပုံစံနဲ့ပဲကစားသွားတယ်ဒီဂျပန်ကစားသမားတွေရဲ့အခြေစွမ်းကတော့မဆိုးလာဘူးလို့ထင်တယ်။ရာရီတင်းကပွဲစား15မိနစ်တွင်တောင်ပန်ကနေဖိအားပေးတွေ့ရတယ်။ FC ဂျူရောင်းကလူကျွန်မဖန်ဆာတဲ့ပုံစံမျိုးတွေ့ရပါတော့။ပထမပိုင်းအချိန်ကြာလာတဲ့အမျှတော့တစ်ဖက်အသင်းကိုချိန်ချောက်မှုပို့လုံနိုင်တယ်။ပထမပိုင်းရဲ့ပြောစရာရှိတာကဂျပန်ကစားသမားတွေရဲ့တိုးအားယုံအားပါတော်တော်လေးနဲ့ကောင်းပါတယ်။ရာရီအသင်းရဲ့ညတောင်ပန်ကနေပိုပြီးထိုးဖောက်တာကိုလည်းမြင်ရတယ်။ကွင်းလေကဂျပန်ကစားသမားကဆိုင်တဲ့ညတောင်ပန်ကမဆူကိုရှိကျူးရမယ်။ကျွန်တော်မနေ့ကပြောခဲ့သလို FC ဂျူရောင်းကထပ်မံတိုက်စစ်တဲ့ကစားတာကိုတွေ့ရတယ်။ဂျပန်ကစားသမားတွေက pressing ကောင်းတာတွေ့ရတယ်။သူတို့ပြင်ကာဆိုင်ပါဒီအသက်20အရွယ်ကစားသမားလေးကတစ်ဖက်အသင်းကိုတော်တော်ဖိအားပေးနိုင်တယ်။ဂိုးလည်းရသွားတယ်။တကူလို့ဆန်းဆောင်ရည်လည်းကောင်းတယ်။အမှန်တော့ဒီဂျပန်ကစားသမားလေးကိုစုပြုံပြီးပွဲထုတ်လာလို့ကျွန်တော်ကသဘောမကျဖြစ်နေခဲ့တာပါ။ဒုတိယပိုင်းမှာတော့ AR အသင်းကလူစားအပြောင်းလဲလုပ်ခဲ့တယ်။ AR အသင်းကလူစားအပြောင်းလဲလုပ်ပြီးပွဲစားရတဲ့ဖိအားပေးတယ်။ပထမပိုင်းမှာလည်းကအလွဲတွေများနေတဲ့ဆွေမျိုးရဦးကဒုတိယပိုင်းမှာအဝတ်ကထိတယ်နည်းနည်းပြနေတဲ့သူ့ပုံစံကဂျပန်ကစားသမားလေးဖြစ်တဲ့တချီမာရိုနဲ့ကာဆိုင်ကတော့ကွင်းလယ်မှာတော်တော်လေးအလုတ်ဖြစ်တယ်ဗျ FC ဂျူရောင်းကိုသမားကိုလည်းချီးကျူးရမယ်ဒီတက်စစ်အပြောင်းလဲလုပ်ပြီးနောက်55မိနစ်မှာဝန်ဒေကီထွန်ကိုရတယ်သူ့ရဲ့ဝါနဲ့တပါချောင်းပေါ့နော်တောင်ပန်ကဂျပန်ကစားသမားတွေလည်းတော်တော်ကောင်းတယ်တိတ်မကြခင်မှာပဲ58မိနစ်မှာလင်းမြင့်မိုးကတတိယအုပ်ဆောင်ကိုတွန်းသွားတယ်ဒီအခြေအနေမှာတိတက်သွားတာက AR တင်းရဲ့ကွင်းလယ်နဲ့တောင်ပန်ကစားအားပါတော်တော်အလုပ်ဖြစ်ပါတယ်ဝန်ဒေကီထွန်ဝင်လာပြီးနောက်တက်စစ်ကတော်တော်များတယ်မိနစ်60လောက်ထိဂျပန်ကစားမလေးတွေကစားတော့ကောင်းတယ်ဒီကစားအားကိုတိုက်စစ်အင်အားထပ်ပြီးလိုက်တော့ခြေကကွာသွားတယ်အချိန်ကြာတဲ့ခြေကွာလေးဖြစ်ပြီးတပွဲလုံးကို AR အသင်းကစိုးမှုထားခဲ့တယ်ဂျပန်ကစားမလေးတွေကဂျပန်ပီတာတယ်ငွေမှုလက်ပါမယ်တိုးဝါရုံကအရန်ကောင်းတယ်မိနစ်90ကျော်ဒီ FC ဂျူရောင်းကဘာမှတီတီရောက်တဲ့စစ်စင်မလုံးနိုင်တဲ့တွေ့ရတယ်တက်ကရှိမှဆိုလုံမရဘူး89မိနစ်ပါပဲဝန်တိကီထောင်းကနောက်ထပ်စလော်ရာမဲ့တန်ကိုတွန်းသွားတယ်ပေါ့ဗျာအဲ့တော့ new time ကိုဒါဒီအတိုင်းကစားရင်ခြေစစ်ပွဲက AC အောင်ရတယ်ကိုသွင်းခဲ့တာကဝန်တင်ကြီးထန်တို့လင်းမြင့်မို့လို့ဆိုရင်မဲ့တူဝါရုံအားမှာတော့ဂျပန်ပလေးယာလေးတွေတော်တော်ကောင်းတာကိုကျွန်တော်တို့အသိမှတ်ပြုဖို့လိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ပရိသတ်စိတ်ဝင်စားမှုမြင့်နေတဲ့ AR FC မျိုးသမီးအသင်းရဲ့အသက်ခွဲလိုက်တဲ့ကစားသမားအသင်းမကန်နာဒေးဗစ်ဆန်အကြောင်းကိုလက်မိသလားပြောပြပေးသွားမှာဖြစ်ပါတယ်သူမအမေရိကန်နိုင်ငံဟာဝိုင်ယီဖြစ်ပါတယ်သူ့ရဲ့နာမည်ရင်းကတော့မကန်နာအခါဝေးဒေးဗစ်ဆန်ဖြစ်ပါတယ်အသက်အရွယ်ကတော့30နှစ်ရှိနေပုံငယ်တဲ့အထက်မှာပါပါဘူးကျွန်တော်လက်မိသလားသိရတာကတိုက်စစ်မှာလည်းကစားနိုင်တယ်လို့ကွင်းလယ်နဲ့တောင်ပန်တွေမှာကစားနိုင်ပါတယ်သူ့ရဲ့ကစားသမားဘဝမှာဆိုရင်လည်းဥရောပအတွင်းတွေမှာကစားခဲ့ပြီး UEFA Women Champion League အတွေ့အကြုံရှိသူပါသိရတဲ့လောက်ပြောရရင်သူ့ရဲ့ကစားတဲ့ပုံစံကဘောလုံးကိုကောင်းကောင်းကင်တွယ်နိုင်ပြီးအသင်းဖော်ရေးအတွက်အခွင့်အရေးတွေဖန်တီးပေးနိုင်တာပါသူဟာမြန်မာဘောလုံးလောကနဲ့စိတ်နဲ့သူလည်းမဟုတ်ပါဘူး2025 AFC Women Champion League ရှေ့စစ်ပွဲမှာဖိလစ်ပိုင်ကလပ်စတေလီယန်လာဂိုနာမှာကစားရင်းမြန်မာအသင်း ISP နဲ့ရင်ဆိုင်မှုပါတယ်အဲ့ဒီပွဲမှာစတေလီယန်လာဂိုနာအတွက်တလုံးနဲ့ဖြစ်တဲ့ကိုသူကသွင်းယူခဲ့တာပါအခုမကန်နာဒေးဗစ်ဆန်ပြောင်းရွှေ့လာတာကစိတ်ဝင်စားဖို့ကောင်းပါတယ်သူဘယ်လောက်ထိစွမ်းဆောင်ပြနိုင်မလဲအသင်းနဲ့ဘယ်လောက်ထိအောင်ဝင်မလဲဆိုတာလဲစောင့်ကြည့်သင့်ပါတယ်သူ့ရဲ့နိုင်ငံကအတွေ့အကြုံတက်စစ်မှာနေရာယူနိုင်တဲ့ဘောလုံးထိန်းသိမ်းမှုကောင်းတာဘောလုံးအကင်တွေကောင်းတာတွေကိုဒီပြကဘယ်လိုအသုံးချမလဲဆိုတာလဲစောင့်ကြည့်ရမှာပါအသင်းစီရောက်တာမကြသေးတဲ့အတွက်အသင်းနဲ့အဝင်ခွင့်ကျဖြစ်ဖို့တော့အချိန်လုံးပဲလို့ထင်ပါတယ်တပွဲနှစ်ပွဲနဲ့သူ့ရဲ့စွမ်းဆောင်ရည်ကိုဆုံးဖြတ်တာတဲ့အသင်းနဲ့ဘယ်လောက်ထိအဝင်တယ်လဲဆိုတာကအဓိကလို့မြင်မိပါတယ်မကန်နာဒေးဗစ်ဆန်က AR မျိုးသမီးတင်းရဲ့တိုက်စစ်ကဘယ်လောက်ထိအပြည့်နိုင်မလဲဆိုတာလဲစိတ်ဝင်စားစရာပါဘောလုံးပရိသတ်တွေအနေနဲ့ဒီခေါ်ယူမှုကိုဘယ်လိုမြင်ပါလဲအားလုံးကိုကျေးဇူးတင်ပါတယ်